မင်္ဂလာပါရွှေလက်ဆောင်မှန်တဲ့အလူနေတိုင်းမှာကြိုဆိုပါရခင်ဗျာဒါလေးကတော့ TV စင်လေးဖြစ်ပါတယ် TV စင် order လုံးလေးဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့ပုံစံလေးကတော့ဘေးနှစ်ဖက်မှာအတာတကားလေးနှစ်ချက်နဲ့ကလေးမာကစလိုက်ဒူးပုံစံမျိုးကြီးပြုလုပ်ပေးထားပါတယ်ခင်ဗျာသူကတော့ယူရီးယားကုန်ကျန်းပစ္စည်းများနဲ့ပြုလုပ်ထားပါတယ်လက်ရပိုင်းရောပစ္စည်းပိုင်းရောဘာမှပြောကြမလို့စနစ်တကျတိတိကျကျလေးပြုလုပ်ပေးထားပါတယ်ခင်ဗျာကျွန်တော်လက်ရပိုင်းတို့တိတိပြပြီးတော့မယ်ဒါတော့ပတ်တာတကားလေးပေါ့နော်ကျွန်တော်တော်လေးတွေကျွန်တော်ကပုံထည့်ပေးထားရတယ် TV စင်ဆိုပေမဲ့လေတော်ရည်လိုအပ်မှာဆိုပြီးတော့အဲ့လိုမျိုးထည့်ပေးထားတယ်လက်ရပိုင်းလေးဖြာပြပေးပါမယ်ခင်ဗျာစစ်တဲ့နေရာလေးပေါ့နော်ဒီလေးပြပေးထားပါတယ်ဒီကတော့ဒီကျွန်တော်တို့ဒီတောင်းဂျိုးလေးမှာလဲနော်လက်ပစ်ကိုလူလာတဲ့ပို့ပြီးတော့ခိုင်ခန့်အောင်ပေါ့နော်ရေရှည်တုံးရတာအဆင်ပြေအောင်ရေရှည်ခိုင်ခန့်အောင်ကျွန်တော်တို့လက်ပစ်ကလေးကိုဒီမျိုးလေးတုံးပေးထားပါတယ်နှလုံးတုံးပေးထားပါတယ်ကျွန်တော်လူလာတဲ့ပို့ပြီးတုံးပေးထားပါတယ်ခင်ဗျာပတ်တာလေးကိုလက်ပစ်ကိုလူလာတဲ့ပို့ပြီးတုံးပေးထားပါတယ်TV စင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အပေါ်မှာ weight တွေအများကြီးတင်ပါပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကတန်းတွေအများကြီးထိုးပေးထားပါတယ်အောက်ခြေကနေပြပေးရပါဒါဆိုကျွန်တော်တို့တန်းတွေအများကြီးထိုးပေးထားပါတယ်တန်းကိုကျွန်တော်တို့လူလာထက်ပူးပြီးတော့အသုံးပြုပေးထားပါတယ်ခင်ဗျာဒါဆိုရင်အပေါ်ကတန်းတွေပေါ့နော် weight တင်ခံနိုင်အောင်တန်းတွေတော့အဲ့လိုမျိုးသုံးပေးထားပါတယ်ခင်ဗျာဒီ slide ကားလေးဆိုလို့ရှိရင်လည်းဘိန်းကြီးချော့ကြတာမျိုးတွေဖွင့်ရတာခက်တာမျိုးတွေမဖြစ်အောင်ကျွန်တော်တို့ဒီဘိန်းတွေဆိုလို့ရှိရင်လည်းစတီးဘိန်းတွေနဲ့အသုံးပြုပေးထားပါတယ်ခင်ဗျာဟိုဘာမှအားစိုက်စရာမလိုဘူးเนาะဒါလေးတွန်းလိုက်တာနဲ့ရှိုးကနေသွားတာပါတော့ဆိုလို့ရှိရင်ဒီတော်လေးပေါ့နော်ကောင်းတာလေးသုံးပေးတာပါလေဝေးကတော့ကြိုက်သလိုတင်လို့ရပါတယ်ကြိုက်တဲ့အရာတင်လို့ရပါတယ်ပေါ်ပိုင်းလေးပေါ့နော်သူကကြတော့အလျားက4ပေရှိရဗျရှင်းအောင်နံက19လက်မမြင့်က2ပေခွဲလွယ်လို့ရှိရင်ရွှေလက်ဆောင်လို့ဆိုမှဆက်သွယ်လို့ရပါတယ်ခင်ဗျာဒီစီပိုင်းလိုက်ရပါတယ်တော့လုံးဝအမခံပါတယ်တုံးကြည့်ပါကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ